ကဲခုဆိုတော့ဗညာနဲ့ရဲမင်းထွန်းတို့ရဲ့ဟာလား 5K challenge လေးကျွန်တော်တို့စနေတော့မှာဖြစ်ပါတယ်ဗညာကတော့ကာပီတိုနဲ့လောင်းဝေါကောင်တာကိုရဲမင်းထွန်းကတော့ဒါပစ္စည်းเนาะဇာဘီလွန်ဆိုနဲ့တော့ F2P နဲ့ပစ်တူဝင်းကိုဗညာနဲ့ကိုရဲမင်းထွန်းတို့ရဲ့ဟာလား 5K challenge ပွဲလေးစနေပြီဖြစ်ပါတယ်ခုဆိုတော့ဗညာပဲစပြီးပေါ်ပေးထားပြီလော်တာမာတီယက်စ်လေကိုထည့်ထားပေးတယ်ပေါ့နော်ဒေဘီယာရိုဒမ်မီလီကိုပဲလှမ်းပြီးတော့ထည့်ပေးထားတယ်တိုနီအဒန်ပဲရှင်းထုတ်ပေးထားတယ်ခုစတော့ဒါကိုရဲမထွန်းပါတီလေးနဲ့ပဲဒါလေးမျှော့တင်ပေးထားတယ်ပီယာလိုပေါ့နော်လှလှပပလေးပဲထိမ့်ပြသွားပြီးတော့ပဲဒမ်မီလီမာတီယက်စ်ကဲရဲမထွန်းပြန်ပြီးတော့ရရှိထားတယ်ပါပီပဲစနဒီကိုပြန်ပြီးတော့ချပေးထားတယ်နော်ဒါအခုစတော့ဘာကိုမီပဲပြန်ပြီးတော့ရရှိထားတယ်ဗညာဒမ်မီလီတော့ Christ ပေါ့နော်ဒါတိုနီအဒန်ပဲ intercept တွေဆောင်းကောင်းနေတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ခုစတော့ရဲမထွန်းဖာဒီနဲ့ပဲချင်းနေစောင့်ကြည့်ပြီးလေမှာရှိနေမာတီယက်စ်ကိုခဲပေးထားတယ်ဖာဒီနားလည်မှုတွေနဲ့လွဲမှာပြီးတော့ပဲဗညာလက်ပစ်ပေါ်ရရှိထားတယ်ဗညာပဲလက်ပစ်ပေါ်မြှောက်ထားပေးတယ်ပီယာလိုကိုသမားကိုပဲပြန်ပြီးတော့ချပေးထားတယ်ပေါ့နော်လူပေးရတွေစောင်းဝိုင်းကြက်နေတဲ့အတွက်ကြောင့်မလို့ဒါကိုသမားပဲပြန်ပြီးတော့ကန်တင်ပေးထားပြီးဒဲကြီးပဲ cry ဒဲကြီးအခုစတော့ဒါတိုနီအဒန်ပဲနော်လုံးဝရှယ်ကြီးကွာတိုနီအဒန်ရောက်ကောင်းဒီမှာတော်တော်ကောင်းနေဂျရက်ရတူကြီးကတော့ intercept လုပ်သွားခဲ့ပြီအခုဆိုတော့ကဲတိုနီအဒန်ကိုထိန်းလို့မရနိုင်အောင်ကြီးတိုနီအဒန်ကိုထိန်းလို့မရနော်ဘာကိုမီပဲရှေ့ကိုလှမ်းပြီးတော့တင်ထားပေးတယ်ဒမ်မီလီကောင်းတိုက်ထားတယ်ဒမ်မီလီပဲနော်တက်တိုက်ထားတယ်ဒါပေမဲ့လည်းရဲမထွန်းရရှိထားတယ်ပေါ့နော်ဗညာပီယာလိုနဲ့ပဲ cry မာတီယက်စ်ပဲချင်းနေစောင့်ကြည့်ပြီးတော့နော် cry ကိုပြန်ပြီးတော့ထည့်ထားပေးတယ်ကောင်းတယ်ကွာ cry ပဲလှမ်းပြီးတော့ကန်ထားပြီဆိုရင်နေထားမှာတော့ဟာလား14မိနစ်မှာပဲဒါဗညာတော့1 2လေးတွေရိုက်ပြီးတော့ပဲလှပဆုံးတက်ပြီးတော့ဥဆောင်ကိုတွင်းယူထားခဲ့တော့ကျွန်တော်မြင်တွေ့ရတယ်ကဲနော်ကိုရဲမထွန်းပဲပြန်ပြီးတော့စာပေးပေါ်ပေးထားတယ်ဘာဒီစထူတာဟောကောင်းလိုက်တဲ့တူကြီးကွာဒေဘီယာရိုမာတီယက်စ်နဲ့ဒမ်ဘီလီနော်တိုနီအဒန်ကတော့ဒမ်ဘီလီကိုတောက်လျှောက်ကိုထိန်းထားတော့ကျွန်တော်မြင်တွေ့ရတယ်မာတီယက်စ်ပဲရမဲကိုလှမ်းပြီးတော့ထည့်ပေးထားပြီရမဲပဲဒီစောင့်ကြည့်ပြီးတော့ဘယ်လင်ကန်ကိုထည့်ပေးထားပြီဘယ်လင်ကန်ကောင်းလိုက်တော့ကွာရောင်ကြီးငါရောင်အဲ့တော့ဘယ်လင်ကန်နဲ့ကန်မယ်ထင်တော့ကွာရောင်မလုံဘူးနော်ရောင်တကယ်ကောင်းတာရောင်ကဲခုဆိုတော့1-1ဆိုရရလက်နဲ့ပဲဟာလား18မိနစ်နော်ပွဲရတော့တကယ်မြိုင်နေခဲ့ပြီဖာဒီပဲလေမရှိနေမာတီယက်စ်ကိုကင်းပေးထားပြီဘယ်လင်ကန်ဘာတီစထူတာဘယ်လင်ကန်ပဲနော်ဘာတီစထူတာပြန်ပြီးတော့ခင်းပေးပြီမယ်နေတာစတန်အောင်းတော့ intercept လုပ်ထားတော့ကျွန်တော်မြင်တွေ့ရတယ်ခုဆိုတော့ဒါပညာပဲပေါ့နော်1 2လေးနဲ့ကျွန်တော်ပြန်ပြီးတော့တိုက်စစ်ဆင်လာနေပြီတော့တယ်မှာတော့ဒါကိုရဲမထွန်းဘောလုံးရရှိထားတယ်ကျွန်တော်ရူမာရှုလက်ပြီးတော့ကန်နေပေးထားပြီဗာပေပဲခေါင်းတက်ပြီးချပေးထားတယ်စနဒီခင်းပေးထားတယ်ပေါ့နော်ကဲဒူရေးအကောင်းဆုံးပဲ defense ထားတယ်ဆိုတော့နေထားမှာတော့ဟာလားကိုရဲမထွန်းပဲပြန်ပြီးရရှိထားပြီဘာဒီစထူတာနဲ့ပဲရမဲဖာဒီပဲပေါ့နော်ဒါနဲ့စတန်ကတော့တကယ်စတန်နဲ့တိုနီယဒန်နဲ့ပြိုင်နေလို့ဖြစ်နော်ကဲခုဆိုတော့ဒေဘီယာရိုပြောရင်ဆိုရင်လည်းပဲဒေဘီယာရိုပဲတောက်လျှောက်ပေါ့နော်ဒါဒမ်ဘီလီကိုခင်းပေးလိုက်ပြီဒမ်ဘီလီတာလေးပဲဝိုက်ကန်ထားပြီနော်အောက်ဆိုက်ကာလာလေးနေပဲမထင်ထားဘူးနော်ကိုသမားရဲ့လုံးဝအကျဉ်းတောင်းဘက်ကိုဟလာကောင်းတယ်ကွာရိုးချင်းပဲစော့နေတာနော်ရှယ်ကြီးတွေပဲရိုးတော့ဆန်းသုံးပဲကွာရိုးတော့ဆန်းသုံးပဲမာတီယက်စ်ပဲနော်ဒါရမဲကိုခင်းပေးထားပြီရမဲရရှိထားတယ်ရှင်နေစောင့်ကြည့်တစ်ချက်ဖိန်ထားတယ်ရမဲပဲလှမ်းပြီးတော့တင်ထားပေးပြီဘယ်လင်ကခေါင်းတိုက်ပြီ oh my god တိုင်ကိုသွားတိတာရောင်ကြီးတော့တကယ်ကောင်းတာစီးပေါ်လေးကနေလှမ်းပြီးတော့မပေးလိုက်တဲ့အလုံးကိုဘယ်လင်ကပိတ်တာဆိုတာပေါ့နော်ဒါပေမဲ့လည်းကန်ခေသွားတဲ့ထိုက်တယောက်ကျွန်တော်တို့ဒါပညာပဲပြန်ပြီးတော့ပေါ့နော်ကန်နေပေးထားခဲ့ပြီဘာဒီစတူဒါနဲ့စတန်ခေါင်းတိုက်တယ်ဆိုတဲ့နေထားမှာတော့ဟာလားနေအောင်လုံးမဝင်းသွားဘူးဆိုတော့ကဲပညာပေါ့နော်တိုနီယဒန်ကွာတိုနီယဒန်ကိုတော်တော်ယွန်းနေပြီရောင်ကြီးကဲကောင်းတယ်ကွာနော်ဒါရှင်းထုတ်ပေးထားတယ်ဗညာအနေနဲ့ကတော့ကိုရဲမထွန်းပြန်ပြီးရရှိထားပြီရမဲဖာဒီမာတီယက်စ်ပဲလေမှာရှိနေဘယ်လင်ကန်ပဲချင်းနေစောင့်ကြည့်တယ်ဘယ်လင်ကန်တစ်ချက်ဖိတ်ထားပြီဘယ်လင်ကန်ပဲနော်ဒါမဲ့စတန်တော့လမ်းပြီးတော့ထောက်ရမ်းပြီးတော့ကျွန်တော်မြင်တွေ့ရတယ်ခရိုက်ပဲဒမ်ဘီဒီဒေဘီယာရိုခရိုက်ကိုခင်းပေးထားပြီဒမ်ဘီလီပဲဒ
ဒမ်မီလီပဲမာတီယက်စ်ကိုထည့်ပေးထားပြီးမာတီယက်စ်ပဲဟိုဘက်ကိုလှမ်းပြီးတော့တော့အိုးဘိုးလေးဖြစ်ကုန်တော့မှာပဲအောင်ကြီးနော်ဒါကြောင်ပိုးလေးတင်လိုက်ရင်တော့မှပဲဒါပြောမှဆိုတော့မျောလင်းချက်ကရှိသေးတယ်ကွာနော်ဒါပဲလေငယ်ပေါ့ဟာဟိယောဘာတစ်စတူတောင်ခေါင်းတိုင်းလို့မရဘူးဖြစ်နေတာကွာစတန်ဒုက္ခပဲဟောဒါဒယ်ဘီယာရိုပဲဒမ်မီလီပဲလေကိုရဲမထုံးပဲပြန်ပြီးရရှိထားပြီးဂျရက်ဖာဒီပဲရှင်နေစောင့်ကြည့်ပြီးတော့ဂျရက်ကိုပြန်ပြီးတော့ခင်းပေးထားတယ်ဆိုပေမဲ့ပေါ့နော်ဒါသမားပိုင်းစကေးပိုင်းကိုလိုအပ်ချက်ရပေါ့ပလေယာကတ်တိုက်လိုအပ်ချက်ရကျွန်တော်တို့ဒါရောက်ရှိမသွားခဲ့ဘူးဆိုတော့ကိုရဲမထုံးပဲပေါ့နော်ဘောလုံးတော့ရှော့ကိုပဲကျွန်တော်ကင်ပြီးတော့ပေါ့တိုက်စစ်တွေစော့နေတော့ကျွန်တော်မြင်တွေ့ရတယ်ကဲပညာကတော့ပြန်ပြီးတော့ပေါ့နော်ဖွင့်လာခဲ့ပြီဒယ်ဘီယာရိုနဲ့ပဲရှေ့ကိုလှမ်းပြီးတော့ထည့်ထားပြီးတယ်ဟာရောဂျရက်ကြီးရက်သွားတယ်ဒမ်ဘီလီနော်ဒမ်ဘီလီကတော့ဒါဒမ်ဘီလီရဲ့ဒါဒီပွဲမှာ2ဂိုးမြောက်ဂိုးပေါ့ဟလားပညာအတွက်ကတော့ဒါ3-1ဆိုတဲ့ရလက်ကိုပဲဥဆောင်ထားခဲ့ပြီကျွန်တော်ဒါကိုရဲမထွန်းပဲပီယာလိုဒယ်ဘီယာရိုပဲနော်ဒမ်ဘီလီပဲခရိုက်မာတီယက်စ်ရောင်ကြီးမာတီယက်စ်ပဲရှေ့ကိုလှမ်းပြီးတော့ထည့်ထားပြီးပြီဘလူးကြီးရောင်ကြီးဒယ်ကြီးอ่ะတော့တနာရူမာဖာဒီပဲရမဲကိုပဲလှမ်းပြီးတော့ထည့်ထားပြီးတယ်ရမဲလေမှာရှိတဲ့မာတီယက်စ်ဗေဒင်ကန်ကိုထည့်တာပေါ့နော်နားလည်မှုလေးလွဲမှပြီးတော့ပဲပညာကတော့ပြန်ပြီးတော့တိုက်စစ်စတင်လာခဲ့ပြီကုစံတော့ကောင်းတယ်နော်ဒမ်မီဒီပဲစလိုက်လေးနဲ့ပေါ့နော်တကယ်ပဲလှပါတယ်စလိုက်လေးနဲ့ပဲထင်တော့ဟိုဟာဘာဒီဆူတာနော်ကုစံတော့ပထမပိုင်းပြီးဆုံးလို့တွားခဲ့ပြီပေါ့နော်ကိုရက်လက်အားဖြင့်ဒါပညာကတော့3-1ဆိုတဲ့နေထားနဲ့ပဲတော့ပွဲစဉ်တော့တောက်လျှောက်ဥဆောင်နေတာကျွန်တော်မြင်တွေ့ရတယ်ကဲဒုတိယပိုင်းပြန်ပြီးတော့စတင်လာခဲ့ပြီပေါ့နော်ကျွန်တော်ကိုရဲမထွန်းပဲဂျရက်နဲ့ဘယ်လင်ကောင်လှမ်းပြီးတော့တင်ထားပေးတယ်နော်ဘတ်တစတူတာပဲခင်းပေးထားပြီးဘတ်တစတူတာအော်ယေဘတ်တစတူတာကြီးကဘလို့ကြီးတော့လို့ what the ဘတ်တစတူတာတိုင်တော့ဟေးအောင်ယေဟုတ်တော့ပုံသေးဘူးကွာအဲ့ဒါကြီးရသူ့နေတာကြီးနဲ့ကွာတော့မဖြစ်သင့်ဘူးဘတ်တစတူတာရောကဲဘတ်တစတူတာပဲမာတီယက်စ်နော်ဒါညာကျမှရှိနေတဲ့ရမဲကိုတန်းပြီးတော့ထည့်ပေးထားတယ်ရမဲကြာသေးတယ်နော်ဒါရမဲပဲမယ်ရီနီကတော့ပြန်ပြီးတော့ဟာလူသွားခဲ့တယ်ဆိုတဲ့နေထားမှာတော့ရမဲကတော့ပြန်ပြီးရရှိထားတယ်ပီယာလိုအင်ဆက်တယ်ဒေဘီယာရိုပဲဂျရက်ဘယ်လင်ကန်မာတီယက်စ်ပဲကောင်းလိုက်တာကွာကောင်းလိုက်တာဟာရောင်ဇာတာကြီးကမဟုတ်သေးဘူးကွာရောင်ကြီး finishing 0ဖြစ်နေတယ်ကွာဟောဒမ်မီနီကွန်တိုက်ပြီးတော့ပဲခင်းပေးထားပြီးမာတီယက်စ်ပဲချင်းနေစောင့်ကြည့်ပြီးတော့ပဲနော်ဒမ်မီနီကိုလှမ်းပြီးတော့တင်ပေးလိုက်ပြီးဒမ်မီနီဖိန်နာရောင်ကြီးမူမန်ကလုတ်ကြီးဆွဲတာကိုတွေးလိုက်ရသားနဲ့ဟိုသူမရတာဒီဆိုတော့ဒါဘယ်လင်ကန်ပေါ့နော်ကိုရဲမထွန်းပဲမာတီယက်စ်နဲ့ဘတ်နော်ဘာတက်စတူစတာနော်ဒီဆိုတော့ဒါဘယ်မှာရှိနေတဲ့ဒမ်ဘာပေပဲလေဆွဲဝင်လာခဲ့ပြီဘာပေပဲပေါ့နော်ဒါပြန်မျိုးရှန်ထွက်လာတဲ့လုံးကိုတော့ဘတ်စတူစတာပိတ်ပြီးတော့ဝင်နော်ဒါ3-2ဆိုတဲ့ရလက်ကိုတော့ကိုရဲမထွန်းအနေနဲ့ပြန်ပြီးတော့တလှမ်းလာခဲ့ပြီနော်အချိန်ကြီးကတော့တစ်ချက်စောင့်ကြည့်နေရမယ်ခင်းပေးလိုက်ပြီနော်ဂျရက်ကတော့ခေါင်းတိုက်ပြီးတော့ပဲကိုတော့ပြန်ပြီးတော့ချပေးထားပြီဒေါနာရူမာဒါညာမှာရှိနေဖာဒီပဲရမဲကိုထည့်ပေးထားပြီဖာဒီပဲပြန်ပြီးတော့ရရှိထားတယ်ရမဲပဲအချိန်ကြီးစောင့်ကြည့်နေတဲ့မာတီယက်စ်ပဲဖာဒီကောင်းတယ်ကွာနော်မထင်တော့ဘူးရောအပြင်အတိုင်းကိုမျိုးအကွက်စေ့တောင်းစေ့ရဆော့ဒေဘီယာရိုပဲဟုတ်တယ်ရောင်ကြီးနော်ဟိုဘက်ကခံစစ်ကောင်ပြန်ပြီးဆင်းသွားတော့မင်းဒီဘက်ကမထဲတော့ဘူးကဲဒမ်ဘီလီကတော့ထွက်သွားပြီအောင်ကြီးဒမ်ဘီလီနော်ဒါမှလည်းတိုနီယာဒန်အကောင်းဆုံးပဲလိုက်လံပြီးတော့ပြတ်တုတ်ထားခဲ့တော့ကျွန်တော်မြင်တွေ့ရတယ်ခုဆိုတော့ပွဲချိန်60 မိနစ်ကိုရောက်ရှိခဲ့ပြီပေါ့နော်ဝေးရလက်အဖြစ်3-2ဆိုတဲ့အနေထားမှာတော့ပညာကတော့နော်တကိုးအတာနဲ့ပဲကိုရဲမထွန်းဥဆောင်ထားနေတော့ပဲပညာအနေနဲ့လူသားလဲမှုလေးတွေနိုင်ငံပြုတ်လုထားတယ်ရှေ့မှာဆိုလို့ရှိရင်ဒါရှစ်ချန်ကိုနဲ့ရမဲကွင်းလေပိုင်းမှာဆိုလို့ရှိရင်တော့ဒါပကံပေါင်းဝေါကိုကန်စစ်ပိုင်းမှာအားပြည့်ထားတာပေါ့နော်မြင်တွေ့ရတယ်အဲ့ဘာပြောနေမှာမသိဘူးကန်စစ်ပိုင်းအားတာနဲ့ပကံပေါင်းဝေါကိုကွင်းလေပိုင်းမှာအားပြည့်ထားတာမြင်တွေ့ရတယ်ဟုတ်လားအဲ့လိုဖြစ်ရမှာဒုက္ခဘတ်စစ်စတူစရာလှုပ်လိုက်တာငါဘာကုန်ကြောင်ပြောက်ဘူး
စားတယ်ကွာရောဘတ်စတရီစလူလာကြီးရရောအဲ့လုံးကြီးရတော့ကဲခုစတော့ဒါပညာပဲပေါ့နော်လက်ပစ်ပေါ်မြောက်ထားမယ်ဘာကိုမီနဲ့ပဲဘေဘာဒီကိုခင်းပေးထားရင်ဒါမှလည်းနေမှာရှိနေမာတီယက်စ်ပဲဟာလန်E2 ပေါ့နော်ဒါ E2 icon ကတ်လေးဟိုဒါလေးရနော် E2 ပဲဟာလန်ကိုထည့်ပေးလိုက်ပြီဟာလန်အော်ဒါမှလည်းဒါပညာကတော့ပြင်းပြရရှိထားပြီကောင်းတယ်ကွာရိုနီရမဲပဲရိုနီကိုလှမ်းပြီးတော့ပေါ့နော်ခင်းပေးလိုက်ပြီရိုနီနော်ရှချန်ကိုလုံးဝစူပါဆက်ဟလားရှချန်ကိုရှိပါတော့ကိုတွင်းသွားပြီကွာနော်ဖိုတူဆိုတဲ့ရလက်နဲ့ကိုပဲလုံးဝနှစ်ကိုးတာနေတာပညာကတော့ဥဆောင်ထားတယ်ရိုနီဝေးကိုလိုနီပဲနော်ဒါမှလည်းဒေါ်နာရူမာတက်ပြီးတော့ဖမ်းယူထားတော့ကျွန်တော်မြင်တွေ့ရတယ်ဒေါ်နာရူမာပဲလှမ်းပြီးတော့ကန်တင်ထားလိုက်ပြီပေါ့နော်ဖာဒီပဲဒီမှာရှိနေမာတီယက်စ်ဂျရက်ပဲဟာလန်နေမာဂျင်းနီစောင့်ကြည့်နေတယ်နေမာပဲဟာလန်ကိုကျွန်တော်မပေးတာရောင်ကြီးမလွတ်ဘူးဟာမာတီယက်စ်ပြန်ရသွားပြီဟောဘာကိုမီရောင်ကြီးကောင်းလိုက်တာနော်ဒါတိုနီယာဒန်ပဲကောင်းဦးထားတယ်မာတီယက်စ် E2 ကိုထည့်ပေးလိုက်ပြီဘာကိုမီကတော့ intercept လုပ်ထားခဲ့တယ်ကဲရိုနီရမဲရိုနီပကံပေါင်ဝါ Oh my god ဘလူးကြီးလုံးရောင်ကြီးကိုတော့ပေါင်ကြိုင်းကြီးရလားမသိဘူးရောဟောပြေးသွားတော့ရောက်ကွာနော်ကဲကိုကျွန်တော်ကိုရဲမင်းထွန်းဂျရက်နဲ့ပဲလှမ်းပြီးတော့တင်ပေးထားပြီနော်ဘာကိုမီရောတော့ဘာကိုမီတကောင်နဲ့နေပဲပြီးသွားပြီ E2 ကမယ်ခုမှဝင်လာတာဟုတ်နော် E2 ကြောင်ပြောက်သွားပြီတို့ရေးပဲလက်ဆက်ထားတယ်ဘယ်ပါဒီရမဲကိုထည့်ပေးလိုက်ပြီပေါ့နော်ရမဲပဲနော်အခုကျွန်တော်ဒါ6-2ဆိုတဲ့ရလတ်နဲ့ပဲလုံးဝဂိုးကတော့ပြတ်သွားခဲ့ပြီပေါ့ကတ်တိုက်တွေရဲ့ကွာဟမှုဟောလားလုံးဝနော်အရှိအတုံးချပြီးတော့ပဲကဲကတ်တိုက်နဲ့စကေးနဲ့လက်ဆွမ်းနဲ့ပေါင်းဆက်ပြီးတော့ပေါ့နော်ကိုပြက်ကိုပဲနိုင်ယူနေပဲဖြစ်ပါတယ်အခုကျွန်တော်ဒါနေမော်ဇနတီ E2 ကအဲ့မှာဟော E2 ကကြောင်ပြောက်နေE2 တကောင်အဲ့နားမှာတော်တော်ပုတ်သွားတာ E2 နဲ့ပုတ်သွားတာကစားကွက်ချင်းမချင်းလူချင်းမှရတော့ခုနမှထည့်တာကိုပြန်ချင်းရတယ် E2 ပဲနေမော်လေမရှိနေမာတီယက်စ်ကိုထည့်ပေးထားပြီမာတီယက်စ်ပဲဟာလန်ကိုမတင်ပေးထားတယ်ဟာလန်နော်ဘူဖွန်ကတော့ဒါဟာလန်6တည်းကဘောလုံးကိုပြေးပြီးတော့လူယူထားခဲ့တယ်ကဲခုကျွန်တော်နားလည်မှုလေးနည်းငယ်လွဲမှားပြီးတော့ဗောနော်ဒါဒါပဲလေပညာကတော့ပြန်ပြီးတော့ရရှိထားပြီနော်ပညာပဲပကံပေါင်ဝါရှချန်ကိုပဲရိုနီရမဲဗောနော်ဒါမှလည်းလူပေးမှားသွားပြီးတော့ကိုရဲမထုံးပဲပြန်ပြီးတော့ရရှိထားတယ်ဂါရဘေကဲရတူရေး intercept လုပ်ထားပြီဘယ်ပါဒီလေမှာရှိနေရိုနီရှချန်ကိုဘယ်ပါဒီပဲရှချန်ကိုပြန်ပြီးတော့ထည့်ပေးထားပြီရှက်ကြီးပြေးတယ်ရောင်ကြီးရှက်ကြီးဂိုးပြန်ပြီးရောင်ကြီးနော်ဒါ7 up ဖြစ်သွားခဲ့ပြီပေါ့အနေထားတော့ဟလားပညာတော့ဒါလုံးဝနော်ပွဲစဉ်တန်ပိုတောက်လျှောက်ကိုပဲထိန်းထားပြီးတော့တောက်လျှောက်ကိုပဲဂိုးတွေတောက်လျှောက်တွင်းယူနေခဲ့တာဖြစ်ပါတယ်ပေါ့နော်တောက်လျှောက်ကိုပဲဟုတ်ကဲ့စနဒီ E2 ပဲ E2 တကောင်ကပုတ်သွားတာကွာငါပြောနေ E2 ပုတ်သွားတာနော်ရမဲချက်ဖိန်လာတယ်ရမဲပဲရိုနီကိုလှမ်းပြီးတော့ခင်းပေးလိုက်ပြီကဲရိုနီပြေးတယ်နော်ပါရီစီနော်ချက် intercept လှုပ်ထားခဲ့တယ်ဒါမဲ့လေချက်ချောင်းကိုကလည်း intercept လှမ်းတော့လှုပ်သွားသေးတယ်ဟာဘယ်ပါဒီရောကောင်းလိုက်တော့ဟာကဲပွဲချိန်အပြင်မိနစ်90နော်အချိန်ကို4မိနစ်ပေးထားတယ်ဆိုတဲ့အနေထားမှာတော့မာတီယက်စ်ကမလူတော့ဘူးရောင်ကြီးရိုနီကိုမာတီယက်စ်ကကစင်နေပြေးရိုက်တာနော်ရိုနီ360နော်ဒါ360မဟုတ်ဘူးဒေါ်တာစိတ်ကလေး360တစ်ချက်လှည့်တာဒါမဲ့လေ360တော့ဖြစ်သွားခဲ့ဘူးနေမှာပကံပေါင်ဝါရှက်ချန်ကိုလိုနီပေါ့နော်မာတီယက်စ်နေမှာလှည့်ဖို့ကြိုးစားတယ်ဘာဘာဒီရောပြစ်တွန်းလိုက်ပြီဆိုတော့နေထားမှာတော့ဟလာပွဲချိန်ကတော့ပြီးဆုံးလို့တွားခဲ့ပြီ7-2ဆိုတဲ့ရလက်နဲ့ပဲရှချန်ကိုကတော့နော်ဒါဒူစားလဲမှုဝင်ရောက်ပြီးတော့ပဲ hat-trick တွင်းတွားခဲ့တာဖြစ်ပါတယ်အခုဆိုတော့ကိုပညာနိုင်ရရှိတွားခဲ့တယ်ပေါ့နော်ဟုတ်ကဲ့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့